မင်္ဂလာပါရှင်ခုကတော့ဂျပန်နိုင်ငံရဲ့လျှက်စစ်ကျွမ်းကျင်ရေကြီးစစ်ဆောင်ပွဲတွေကတစ်ခုဖြစ်တဲ့ဒိုင်းနီရှုဂန်ခီခိုဂျီရှိဂီနိုရှိခံမွန်တိုင်းရော်ခုနဲ့ပတ်သက်ပြီးရှင်းပြမှာပဲဖြစ်ပါတယ်။အရင်ဆုံးမိခိုးစာရွက်ရဲ့စာမျက်နှာနံပါတ်2မှာပါတယ်။စင်ကတိုင်းဒါယာဂရမ်ကိုကြည့်ပြီးတော့ဖုခုဆန်စုပုံကိုဆွဲပြမှာပဲဖြစ်ပါတယ်။ဖုခုဆန်စုပုံဆွဲရတဲ့ရည်ရွယ်ချက်ကတော့အမှန်တကယ်ပစ္စည်းတွေတက်ဆင်တဲ့အခါမှာဖုခုဆန်စုပုံကိုကြည့်ပြီးတော့မောင်ရမရှိဘဲနဲ့လွယ်တကူတက်ဆင်နိုင်မှုအတွက်ရည်ရွယ်ခြင်းဖြစ်ပါတယ်။ခုကနေစပြီးတော့ဖုခုဆန်စုပုံကိုဆွဲဖို့အတွက်ပစ္စည်းလေးတွေနေရာစချပါမယ်။အရင်ဆုံးဒီရောရှိစုကတာခွဆက်တူလေးကိုနေရာစချပါမယ်။ဟိကခဲစီလင်ကုပရောဆက်တူကိုနေရာချပါမယ်။စက်ကိုရှော်လျာခုမှာပါတဲ့ဟိကခဲစီလင်ကုပရောဆက်တူကိုနေရာချပါမယ်။ဒါလေးကတော့ join တူပါခုစု A ပဲဖြစ်ပါတယ်။ဒါလေးကတော့ join တူပါခုစု B ပဲဖြစ်ပါတယ်။ဒါလေးကတော့ဒန်ကန်မှာဖြစ်ရဲ့lineနဲ့ neutral ဖြစ်ပါတယ်။ဆာရိုဆူရှိနှစ်ခုကိုနေရာချပါမယ်။အရင်ဆုံးဆန်းလိုဆွရှိနှစ်ခုကိုဤလိုသတ်မှတ်ပါမယ်။ဟိခခဲစီလင်ကု process တို့ကိုလည်းဤလိုသတ်မှတ်ပါမယ်။စက်ခိုရှော်လျာခုမှာပါတဲ့ဟိခခဲစီလင်ကု process တို့ကိုလည်းဤလိုသတ်မှတ်ပါမယ်။ခုဆိုရင်တော့ဖုခုဆန်စုမှာပါတဲ့ပစ္စည်းလေးတွေကိုနေရာချထားလို့ပြီးပါပြီ။စကူကြောခန်းရဲ့ဒီနံပါတ်4မှာပါတဲ့အတိုင်း join တူပါခုစု A ကိုတော့စရှိပုံမိကတာ connector နဲ့ချိတ်ဆက်ပါမယ်။ join တူပါခုစု B ကိုတော့ link ကိုစတီကိုနဲ့ချိတ်ဆက်ပါမယ်။တန်ခမ်းရဲ့ neutral ကနေပြီးတော့မှပစ္စည်းတွေအားလုံးစီကိုချိတ်ဆက်ပါမယ်။စကူကျောခန်းရဲ့နံပါတ်3ရဲ့1မှာပါတဲ့အတိုင်းတန်ခမ်းရဲ့ neutral ကိုဖြူရောင်အသုံးပြုပါလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်တန်ခမ်းရဲ့ neutral ကိုဖြူရောင်သုံးပြီးတော့ဆွဲပါမယ်။ ဒ
ဒါကတော့ joint တို့ဘာခုစု B ကိုဖြတ်ပြီးတော့ Rasiso Gata ခွဆက်တို့ B ကိုသွားပါမယ် joint တို့ဘာခုစု A ကိုဆက်သွားပြီးတော့ဒီခါကဲစီလင်ကူ Rosette တို့ C ကိုသွားပါမယ်ဆက်ကိုရှော်ရခုမှာပါတဲ့ဒီခါကဲစီလင်ကူ Rosette တို့ C ကိုဆက်သွားပါမယ်ဒန်ကန်ရဲ့ line ကနေပြီးတော့မှ Rasiso Gata ခွဆက်တို့ကိုချိတ်ဆက်ပါမယ်ဆန်ရိုဆွရှိကစက်ကိုကြောခန့်ရဲ့နံပါတ်1မှာပါတဲ့အတိုင်းဆန်ရိုဆွရှိဒန်ကန်ကနေပြီးတော့မှဆန်ရိုဆွရှိရဲ့0ဘက်ချမ်းနဲ့ချိတ်ဆက်ပါမယ်စက်ကိုကြောခန့်ရဲ့နံပါတ်1မှာပြောထားတဲ့အတိုင်းဆန်ရိုဆွရှိရဲ့1နဲ့3နဲ့ကိုအပြန်အလှန်ချိတ်ဆက်ပါမယ်3 ချင်းချိတ်ဆက်ပါမယ်joint တို့ဘာခုစု A နဲ့ joint တို့ဘာခုစု B ကိုဆက်ထားတာက section ကျိုးဖြစ်တဲ့အတွက်ကြောင့်ကျိုးလေးကိုနှစ်ယောက်နဲ့သုံးပါမယ်ဆန်ရိုဆွေးချီ0ဘက်ချမ်းကနေပြီးတော့မှဟိခကဲစီလင်ကူ Rosette တို့ဒီစီကိုလိုင်းကျိုးမဲရောက်လေးနဲ့ချိတ်ဆက်ပြီးမှဖြစ်ပါတယ်ဒန်ကန်ကနေပြီးတော့ joint တို့ပေါက်ခုစုပြီးကိုနာမည်ကျိုးကိုတော့2မီလီမရှင်းကျိုးကိုလုပ်ပါမယ်ဒီကျိုးကိုတော့ 1.6 မီလီမရှင်းကျိုးကိုလုပ်ပါမယ်အဲ့ဒါကျိုးကိုလည်း 1.6 မီလီမရှင်းကျိုးကိုသုံးပါမယ်အခုလည်း 1.6 မီလီမရှင်းကျိုးကိုသုံးပါမယ်ဒါရဲ့ section 2ကိုတော့ 1.6 မီလီ section သုံးပါမယ်ရာကျိုးကိုလည်း 1.6 မီလီ section သုံးပါမယ်ကျိုးကိုလည်း 1.6 မီလီ section ကျိုးကိုသုံးပါမယ်ဆိုရင်တော့ဖုကုဆန်စပုံဆွဲခြင်းပြီးဆုံးသွားပြီဖြစ်ပါတယ်